မင်္ဂလာပါဒီမှာမလေးလည်းပြောထားတယ်ဗာတီတီ view တက်ဖို့ဖြစ်နေပြီပေါ့နော် okay အဲ့တော့ဒီမှာမလေးအချက်3ချက်လေးပြပြပေးပါမယ် okay နော်နံပါတ်1ချက်အနေနဲ့ကကိုယ့်ရဲ့ account ဒီ TikTok account setting တွေကိုဝင်ကြည့်ပြီးတော့ကိုယ့်ရဲ့ account က private ဖြစ်နေလား public ဖြစ်နေလားတစ်ချက်လောက်တက်စစ်ပေးပါ okay နော်အဲ့တော့ setting တွေဝင်လို့ရပြီပေါ့အချောင်းလေးနော်အကြားလေး3ချောင်းရှိရယ်နော်အဲ့ထဲကိုဝင်ကြည့်ပြီးတော့စစ်ပေးပါနော်တချို့ကရှိတယ်ကိုယ့်ရဲ့ video တင်ကနီးမှာကိုကeveryone view ဆိုပြီးတော့နှိပ်ဖဲနဲ့တင်မိလိုက်တာမျိုးအဲ့လိုမျိုးလေးဖြစ်တတ်တယ်အဲ့ခါကျရင်ကိုက everyone လေးကိုပြင်ပေးပါနော် okay အဲ့ everyone လေးပြင်ပြီးတော့လုပ်ကြည့်မယ်နော်အဲ့လိုမျိုးလေးတင်ပါ view site ကြည့်ပါနော်နံပါတ်2ချက်အနေနဲ့ကကိုကဟိုအချိန်ပေါ့နော်အချိန်အကန့်အသတ်လုပ်ပြီးတော့တင်ပါဥပမာကွာကိုအားတဲ့ချိန်တိုင်းတင်ချလိုက်မယ်လို့ဘာလို့မဟုတ်ဘဲနဲ့လူတွေနော် TikTok ကိုဘယ်ချိန်မှာကြည့်လေရှိတယ်လေနော်အဲ့လိုမျိုးပုံမူတည်ပြီးတော့လုပ်ပါအဲ့တော့ဘယ်ချိန်မှကြည့်လို့ရှိလဲဆိုရင်မုံလေးကဒီမှာ bonus တွေပြောပြမယ်လူတွေကမနက်ပိုင်း10:17ဆိုရင် TikTok 3တက်တယ်ပို့ပြီးတော့3တက်တယ်ပေါ့နော်ဒါလေးလာတရှိချက်အရာပေါ့လေနော်ဟိုပြီးတော့ဘယ်ချိန်3တက်ဆိုနေ့က2နာရီ3နာရီတွေညားတက်တယ်ပြီးတော့ညနေ4နာရီ5နာရီပြီးရင်9နာရီနော်ပြီးရင်ည9နာရီ10နာရီ17အဲ့လောက်ထိလူတွေအသုံးများတက်တယ်ဆိုပြီးတော့เนาะမုံလေးကိုစတန်ရတွေ့ရှိရတယ်ပေါ့နော် survey ရပေါ့လေအဲ့လိုအချိန်လေးတွေကိုကညလေးတင်ပေးပါဗီဒီယိုကိုအဲ့ခါကျရင် view တက်လာလိမ့်เนาะ okay အဲ့နောက်ဆုံးတစ်ချက်ပြောပြပါမယ်နောက်ဆုံးချက်ကကိုက view တက်ချင်တာเนาะဘာတင်เนาะ view တက်ချင်တယ်ဆိုရင်ခစ်စားနေတဲ့ trend ဖြစ်နေတဲ့တခြင်းလေးတွေနဲ့များလေးရှိုက်ပြီးเนาะများလေးတင်ပြီးဥပမာခုခစ်စားနေရဘာတခြင်းရှိလဲဟိုတလုံးကဆိုမြန်မာလေးခစ်စားတယ်เนาะအဲ့လိုမျိုးလေးပေါ့ခုဘာတွေခစ်စားနေလဲเนาะဝေးရမယ်ဆိုတာတေချာတီအဲ့တချင်းလေးနဲ့ခက်စားနေတယ်ဟုတ်တယ်နော် okay အဲ့လိုတချင်းလေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးပေါ့သဘောတရားပြပြတာပါအဲ့လို trend ဖြစ်နေတာလေးပါရှိတယ်နော်ပြီးလူကြိုက်များလောက်တဲ့တချင်းလေးတွေအဲ့လိုမျိုးလေးနဲ့တင်ပြီးရင်ကိုယ့်ရဲ့တင်ပြီးတာနဲ့ကိုယ့်ဗီဒီယိုမှာအဲ့လိုမျိုးစာသားလေးနည်းနည်းလေးရှေ့မှာ hashtag လေးခံပြီးတော့ရေးကြည့်လိုက်နော်အားမျိုးဆိုရင် view တွေတက်လာလိမ့်မယ်နောက်တစ် view တက်တဲ့နည်းတွေကတော့အများကြီးရှိတယ်ပေါ့နော်ဒီ3ချက်လေးကတော့အဓိကရပါအဲ့တော့အဲ့ဒါလေးတွေလိုက်လုပ်ကြည့်လိုက်ပါလိုက်လုပ်ကြည့်ရင် view တွေတက်လာပါလိမ့်မယ် okayအဲ့မလေးကတော့ဒီလို coach မလေးပါဒီလိုမျိုးပေါ့တောင်းတင်ရနေပြပြပေးနေပါမယ်နောက်ထပ်ဗီဒီယိုတွေမှာလာမေးထားတဲ့သူတွေလည်းရှိသေးတယ်နောက်ထပ်ဗီဒီယိုကြိုင်မလေးတို့ပြန်ဆောင်ကြပါမယ်